ဂျက်ခါသူ့ရဲ့ကားရှိမှာတမနစ်ခရင်နှစ်ခုကိုတက်ဆင်လိုက်ပြီးအဲ့ဒီခရင်တွေကိုပိုအားမြင့်ဝါယာကြိုးတွေနဲ့ထိတ်ဆက်လိုက်ပါတယ်အားလုံးအစင်သင်းဖြစ်ပြီးဆိုတာနဲ့ပင်မခလုတ်ကိုဖွင့်ပြီးသူ့ရဲ့အဖော်ကိုကားဆက်နှိုးဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ခလုတ်နှိပ်လိုက်တဲ့တခဏမှာပဲလျှက်စစ်တက်အားတွေအစာမတန်းစီးဆင်းလာပြီးဂျက်ကိုလွှင့်ထွက်သွားစေပါတယ်အဲ့ဒီလောက်နဲ့အားမရသေးတဲ့ဂျက်ကဘိုးအားကိုထပ်ပြီးတိုးလိုက်ပြန်ပါတယ်အနှဲငယ်ပြန်လဲပြင်ဆင်ပြီးနောက်မှာတော့ဒုတိယအကြိမ်ထပ်ဆန်းကြည့်တဲ့အခါမှာလျှက်စစ်တက်အားတွေဟာပိုပြီးတည်ငြိမ်သွားပါတယ်ဂျက်ဟာသူ့ဖြစ်ချင်တဲ့အတိုင်းဖြစ်လာတာကြောင့်အရန်ကိုကျေနပ်သွားတာပါနောက်တော့ဂျက်ဟာသူ့ရဲ့ရန်သူတွေကိုလိုက်လံနှိမ့်နှင်းမှုအတွက်အဲ့ဒီဘိုးအားမြင့်ကားကြီးကိုမောင်းနှင်ထည့်လာပါတယ်ရန်သူကားရဲ့နောက်ကိုဓမီသားအကွာလောက်အထိကတ်လိုက်ပြီးနောက်မှာတော့သူဟာလီဗာကိုအကုန်နင်းလိုက်ပြီးရန်သူကားရဲ့အောက်ပိုင်းကိုတမနစ်ခရင်တွေနဲ့ထိုးဆိုင်လိုက်ပါတယ်အနီရောင်ခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာတော့ဘိုးအားမြင့်လျှက်စစ်တွေဟာရန်သူကားတွေကိုစီးဝင်သွားပြီးမီးပွားတွေတစ်ဖက်ဖက်နဲ့လွင့်စင်လာပါတယ်ရန်သူကားဟာလေထိမ့်မနိုင်သိမ့်မရဖြစ်ပြီးလမ်းဘေးကိုလွင့်စင်မောက်ခုံထစ်သွားပါတယ်အဲ့လာကိုတွေ့သွားတဲ့ရန်သူခေါင်းဆောင်ကဂျက်ကိုအသေးအလဲဖိခတ်ဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့ဂျက်ကတော့ကားကို S ပုံစံကွေးဝိုင်မောင်းနေပြီးကြီးစံတွေကိုလိမ့်ဖယ်ရှောင်ရှားနိုင်ခဲ့ပါတယ်ဂျက်ဟာနောက်ထပ်ရန်သူကားတစ်စီးရဲ့အောက်ပိုင်းကိုထပ်ပြီးထိုးဆိုင်လိုက်ပြန်ပါတယ်လျှက်စစ်လွတ်ဖို့ပြန်လိုက်တဲ့အချိန်မှာတော့စက်ပိုင်းဆိုင်ရာချိုးယွင်းမှုဖြစ်သွားပါတယ်ဂျက်ဟာဒေါသတကြီးနဲ့ခလုတ်ကိုထက်ခါတလဲနှိပ်လိုက်ပါတယ်မမျော်လင့်မဲ့ဘိုးအားတွေဟာအမြင့်ဆုံးအထိတက်သွားပြီးရန်သူကားကိုလေပေါ်အထိလွင့်ထွက်သွားစေပါတယ်ဒါပေမဲ့ကန်ဆိုးကျင်တော့လွင့်ထွက်သွားတဲ့ရန်သူကားဟာဂျက်ကရဲ့ကားပေါ်ကိုပြန်ကျလာပါတယ်ရန်သူကားရဲ့အလေးချိန်ကြောင့်ဂျက်ကရဲ့ကားဟာဝုံမနိုင်တော့ပဲတစက်ကြီးဖြစ်စီးသွားပြီးလမ်းဘေးကိုထိုးကျသွားပါတော့တယ်